video editing မှာ professional ဖြစ်ဖို့ keyframe ကောင်းကောင်းသုံးတတ်ရင်ရပြီ keyframe တစ်ခုတည်းသုံးတတ်ရင်ကိုတင်းရဲ့ editing skill ကတော်တော်လေးတိုးတက်လာမှာပါဒီ video မှာ keyframe ဘယ်လိုသုံးလဲဆိုတာကိုပြောပြပေးမှာပါအဆုံးထိလိုက်ကြည့်ပေးကြပါဦး CapCut ထဲမှာကို edit လုပ်မဲ့ video တွေကိုထည့်လိုက်ပါ keyframe ထည့်ခြင်းတဲ့ video ကိုထောက်လိုက်ပါအဲ့ဒီမှာ video အောက်ထောင်နာက3ခါပေါင်းပုံစံလေးနဲ့ဟာကို keyframe လို့ခေါ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီး keyframe မှတ်လိုက်ပါဒါဆိုရင်တော့အောက်က video list ထဲမှာ keyframe ပေါ်လာပါပြီပြီးရင်တော့ video ကိုလမ်းတစ်ချောင်းနဲ့ဇွန်းဆွဲချဲလိုက်ပါဒီကိုနည်းနည်းရွှေ့ပြီးပြန်ကြုံပေးလိုက်ပါဒါဆိုရင်တော့တင်းရဲ့ video ကငြိမ်သက်မနေပဲအပတ်ဝင်သွားပါပြီ keyframe သုံးတဲ့အခြေခံကတော့ဒီအတိုင်းပါပဲကိုစိတ်ကူးကောင်းရင်ကောင်းသလိုကြိုက်သလိုပုံဖော်လို့ရပါတယ်ဥပမာဒီလိုမျိုးဘေးရရင်ထွက်လာမလားဒါမှမဟုတ်အပေါ်ကရင်ကျလာမလားကြိုက်လို့ adjust လုပ်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်လည်း editing နဲ့ပတ်သက်တဲ့ tutorial လေးကိုလည်းသင်ပေးအောင်ပါမလို့ follow လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye